ပြရမှာအဲ့ဒါလည်းအစီခံစားလည်းမပါတယ်အစီခံစားကိုဖတ်လိုက်တာလေအဲ့ဒါကတော့အဲ့ဒီတော့အဲ့ဒီတော့အဲ့ဒါမှမဟုတ်ပါဘူး။ပြောဖို့လို့အဲ့ဒီနားဟာပြပါ။နားတော့မပေါ့အဲ့လိုတူပြောတော့ဘယ်လိုနားထောင်လဲ။ကြောက်ကြောက်ပြော။ကြောက်ပြောမပြောတော့ပြောလာပြောတယ်။ဘယ်လိုမှမကမ်းရည်ရှိပါဘူး။ဒီလာနေရှိပါဘူး။ဒီပြောချတော့ကခုနကပြေးနေတော့ပါ။ဘုံပိုင်နေဝမ်းပေါင်းနေသူတို့ပေးရတော့ကျမတို့တော့စားနိုင်။ခုနကလည်းပြောနေပြီ။အဲ့ဒါတော့မပါဘူး။ဘာ